ဟာနောက်ကျနေပြီဟဲ့နင်ပေးသွားမလို့လေအဲ့လို make up တွေ on ထားတာ ဟာဒီနေ့ကောင်လေးလေး fast လေးအမကလည်းနည်းနည်းတော့ on ရမှာပေါ့အမကလည်း နင်ပါရှာညလဲ အမစီမရေမွေးလေးပါလေးမရှိဘူးလားညီမစီမကုန်နေလို့လေအော်တားလား ဟဲ့ကောင်ပါပြီငါရင်မွေးဟဲ့နင်ဟာမဟုတ်တယ်အဲ့လိုရှောက်ချမ်းနေနေလေ အမကလည်းတစ်ခါပဲဟာနောက်လေးသုံးတာပဲသွားပြီနော်ဒါပဲစောင့်နေကြလိုက်လား ။မကြားသေးပါဘူး ဒီအနောက်ကိုရင်းရင်းနှီးနှီးတည်နေတယ်လို့ပဲ ။အခုမှတည်ထားမိတယ်။ Chris ခုဆွလာတဲ့ရေမွေးကနေတိုင်းဆွတာလား အမရဲ့ရေမွေးသူတော့ကြားနေပြီတဲ့လေတွေ့တာပြကြားနေပြီခုမှသတိထားမိရလားကိုကြိုက်တယ်ဆိုရင်လည်းဒီမွေးကိုလက်ဆောင်ပေးမယ်လေးမနဲ့ပြန်ကြရင်ခဏမင်းမယ်နော်ညီမကိုပေးချင်ကြတဲ့သဘောကျနေရလဲအကိုကညီမကကျတော့ဟိုးကြောင်းသားဘွားတွေကကို့သဘောကျနေတယ်ခရစ်ကအရန်ကန်ကောင်းတာပဲနော်ကို crush နေတဲ့ကောင်လေးကကို့ကိုလာဖွင့်ပြောတော့ညီမဖြစ်ပျော်လိုက်ရတာ သူစွတ်ထားတဲ့နာမချနိုကိုမှတ်ထားခိုင်းတယ် DKNYB delicious နတ်လေးပဲ ကိုဘယ်ချိညာလဲကိုဘယ်ကြည့်ညာလဲငါ့ကိုကြည့်နေဘယ်တွေရှောက်ကြည့်ညာလဲဒီမှာမောင်တက်စမ်ပါဖီယန်နေပြီးတော့ရေမွေးဒီမှာ3ဆက်လုံးပါတယ်ဒီထဲမှာမအမြဲစွနေကြအနံ့အောင်မောင်ခက်မှန်ကြည့်ရ ။အဲ့ဆိုထီခဏကဘာမှမဈေးကြီးရတယ်ဝယ်လာခဲ့ပေးရတယ် ဈေးမကြီးပါဘူးမောင်ရဲ့ဒီဆက်ရေမွေးရလေသိန်းချီပေးရတဲ့ premium brand တဲ့ရေမွေးတွေအတိုင်း60ကနေ65ရာခိုင်နှုန်းထိချွတ်စွတ်လို့ပြတာ ။ပိုင်းနဲ့ ဒီနဲ့ မဟုတ်ဘူး မောင်တော့တည်တယ်ဒီအနံ့မဟုတ်ဘူးဒါပေမဲ့ဒီအနံ့လည်းမွေးရယ် ။ Okay ဒါဆိုဒီကနောက်ဆုံးပေါ့။တော်တော်မွေးရပဲ ဒီစင်ပါဖီးရလေ6နိုင်နေပြီးတော့12နိုင်ထိကြာရှည်ခံမွေးတယ်မောင်ရဲ့ ။မစင်ပါပြုံးကဒီအနံ့3မျိုးပဲတုတ်ထားရတာအမ ဘယ်ဟုတ်မလဲမောင်ရဲ့အမျိုးသမီးတော့အမျိုးသားတော့ရေမွေးရေနံ့ပေါင်း200ကျော်ရှိတဲ့ထဲမှာကိုစက်ကအောင်ရွေးချယ်ပြီးတော့ဆက်လို့ရတယ်မောင်ကကြတော့မ3နေကြရေမွေးရေနံ့ကိုအများနဲ့မှတ်ထားပေးနော် ။ဟုတ်ကဲ့ပါအမရဲ့ ကိုမကမင်းမရှိတာသူတို့မကရွေးချယ်စရာအများကြီးပဲနေမှာတန်ရောစင်နေထားမိခဲ့လေဒီမြပြန်ဆွတ်လို့ဖို့ဆိုတော့လည်းအားမရှိတဲ့နေထားပါဝါတင်းနေနေရချစ်ချင်းမြတ်တာကိုတော့မင်းစီကလည်းတခြားနည်းနဲ့မဖွင့်ရှာ ကိုဘယ်ကြည့်နေရလဲပြောနေအောင်ကြားရလား ထွက်သွားတော့ဖလန်နဲ့အခုပြန်လာတော့မျက်နှာစူပေါက်နေမဖြစ်တာ အမရေမွေးရဘယ်ကဝယ်ရလဲ ဒီကကြိုက်လို့လားနင်ကြိုက်တယ်ဆိုရင် Sun Perfume Facebook page Messenger နဲ့လည်းမလို့ရတယ်သူကလေရန်ကုန်မန္တလေးဆိုင်ခွဲရအများကြီးရှိတယ် သမီးကောင်လေးကအဲ့ဒီရေမွေးအကြောင်းမေးနေလို့ ဒီမှာပေါ့ Sun Perfume ကအရေးသွေးကောင်းမှုကြောင့်30တိုရဲ့နံပါတ်1အကောင့်ဆိုရေမွေးပေးလေပြီးတော့ပြင်သစ်နိုင်ငံက ISO certified ရေမွေးအစီအစဉ်ဖန်တီးထုတ်လုပ်ထားတာနော် ဘာပြောနေရလဲအမကလည်းသမီးကောင်လေးကအဲ့ဒီရေမွေးအကြောင်းပြောရတာမုံတုံဖြစ်နေတာ ဘာလို့လဲ ချင်းဆောင်လေး ကျွန်တော်တောင်းပါပါ။ကျွန်တော်ပါပါ အော်လေကိုရဲ့ ။ကျွန်တော်ဒီကနေ့ Chris နဲ့ရုံးနေတူတော့အခြားထုံးနေနဲ့ကျွန်တော်ခွင့်ကြောင်းကြရပါ ဒါဆိုချစ်ခဲ့ဘူးလား ။ဟုတ်ပါဘူး။ချစ်ခဲ့ပါတယ်။ဒီမလေးကြောက်လို့ပေါ့။ဒီကတော့ကျွန်တော်ရဲ့ရေးစာကိုပြန်ပြီးအောင်စမ်းကြည့်မှုစစ်တယ်။ဒါပေမဲ့ Chris ဟဲ့ဘာလဲလဲ အမကလည်းမကြောက်လားဒီလောက်တိစပီကာကြိမ်ဝင်လာတာကိုအမကြောက် 哎呦我的妈！ဘာမြမလို့လဲ